ဟိုတယ်တထေးတယောက်ကသူ့ဟိုတယ်ကိုဓာတ်လေကားတက်ချင်တော့ကျွမ်းကျင်တဲ့အင်ဂျင်နီယာတယောက်ကိုခေါ်ပြီးအလုပ်အပ်အဲ့ဒီအင်ဂျင်နီယာသူတက်ရမယ်ဓာတ်လေကားအတွက်အထက်တိုင်းမှာအပေါက်ဖောက်အောင်မှာဖြစ်တဲ့အတွက်အထက်တိုင်းကိုလိုက်ကြည့်ပြီးအတိုင်းဒါယူနေတော့တန်ရှင်းရေးအလုပ်သမားကြီးတယောက်ရောက်လာတာပေါ့ဆရာဘာတွေလုပ်နေရလဲယင်လို့အဲ့ဒီလိုမေးတော့အင်ဂျင်နီယာလည်းရိုးရိုးသေးသေးပြန်ရှင်းပြအဲ့တော့အေးဓာတ်လေကားတက်မလို့အဲ့ဒါအပေါက်တွေဖောက်အောင်မှာလိုက်ကြည့်နေတာအဲ့ဒီတော့အလုပ်သမားကြီးကလည်းဆရာဒါဆိုနေရာတွေပိုကျင်းသွားပြီးတော့အမိုက်တွေလည်းပိုရှုပ်လာမှာပေါ့နော်အင်ဂျင်နီယာကြီးကလည်းရည်နေလိုက်တာပေါ့ပြီးတော့သူကလည်းသူ့အလုပ်သူပြန်လုပ်ဖို့အာယုံစိုက်မလို့အလုပ်သမားကြီးကလည်းလှည့်ထွက်သွားမလို့လုပ်နေတာနဲ့စကားတစ်ခုလှည့်ပြောတယ်ဆရာရဲ့အပြင်မှာတက်တာမဟုတ်ဘူးအင်ဂျင်နီယာကြီးကလည်းဟိုက်ခင်းဖြစ်သွားတော့တဲ့ဟုတ်ပါလားဒါဆိုရင်အပေါက်တွေလိုက်ဖောက်ဆရာမလို့လို့နေရာလည်းမကျင်းကုန်တော့ဘူးသူမစင်းစားခဲ့မိတာကိုထောက်ပြတဲ့အတွက်လည်းဖြစ်ပါအဲ့ဒီလိုနဲ့အဆောက်အဦတွေရဲ့အပြင်ဘက်မှာဓာတ်လေကားတွေတက်ဆင်တဲ့အလေးထားတစ်ခုဖြစ်လာခဲ့တာကမ္ဘာစစ်အတွင်းမှာပေါ့စစ်တပ်တစ်ခုကလည်းခြိတက်လာရင်ပြဿနာတစ်ခုကျုံရတယ်အဲ့ဒါပါလဲဆိုတော့သူတို့ခြိတက်လာတဲ့လမ်းပေါ်ကတရားတစ်ခုကလည်းသူတို့ရွှက်ကားအမုန်းနဲ့မလွတ်တာအများကြီးမလွတ်တာလည်းမဟုတ်ပဲနဲ့တလက်မတော့မလွတ်တာသူတို့တွေလည်းအကြက်ရိုက်ကုန်တာပေါ့ကားတွေကိုလည်းအမိုးတွေဖြုတ်မလားဒီရာပေါင်းများစွာသောကားတွေအမိုးတွေဖြုတ်ပြန်တက်ဆိုရင်အချိန်တော်တော်ကုန်တယ်တရားဘောကမလွတ်သမျှကိုလိုက်ဖြတ်ပြရမလားဒါဆိုရင်တရားရဲ့ခန္ဓာကြီးအောက်ကိုဖြတ်စည်းသလိုဖြစ်ပြီးတော့တရားကျိုးကြတယ်အဲ့ဒီအချိန်မှာဘေးနားကိုလည်းနီးနားရွာကလေးတယောက်ရောက်လာတယ်သူကလည်းစစ်အင်ဂျင်နီယာတွေတိုင်ပင်နေတဲ့အနားမှာအကြာကြီးထိုင်ပြီးနားထောင်သူတို့တွေကားအမိုးတွေဖြုတ်ဖို့ဆုံးဖြတ်လိုက်ပြီးတော့ဆွေးနွေးမှုရပ်လိုက်တဲ့အချိန်ကလေးကလည်းတခုခုပြောချင်တဲ့မျက်နှာလေးနဲ့သူတို့ကိုကြည့်တာအဲ့ဒီမှာအင်ဂျင်နီယာအကြီးတယောက်ကလည်းသူ့ရဲ့မုံတစ်ခုကိုပေးလိုက်ပြီးတော့ကလေးကိုသွားဖို့ပြောတယ်ဒါပေမဲ့ကလေးကမသွားဘဲနဲ့အဲ့ဒီအင်ဂျင်နီယာကိုပြောဖို့ကြိုးစားတယ်ဒါနဲ့ပဲအင်ဂျင်နီယာကြီးကလည်းမင်းပါပြောချင်လဲပြောလီဆိုတော့ကလေးကလည်းပြောတာပေါ့ဟိုလေးတဲ့တရားအမိုးနဲ့ကားတွေမလွတ်ဘူးဆိုရင်တဲ့ကားဘိန်းတွေကိုလေနေနေစီလိုက်လျှော့ကြည့်ပါလားအင်ဂျင်နီယာတွေကလည်းကိုယ်နှဘူးကိုရိုက်ပြီးဘေးနားကကားနဲ့ခေါင်းနဲ့စောင့်နေသူကစောင့်ဖြစ်ကုန်တော့တာပေါ့သင်ခန်းစာပါဘယ်သူမှအထင်မသေးပါနဲ့သူတို့ရဲ့အမြင်သူတို့ရဲ့အတွေးတွေကလည်းကျွန်တော်တို့မမြင်မိတဲ့ရှုထောင့်ဖြစ်နိုင်